လာကြိုသူပွဲရဆိုသလုံးနိုင်ထောက်ကင်းကွာရွာသားကြီးစိတ်ပေတာဤရင်သွေးအစ်စ်ဂီတစာသူစိတ်တန်းဆိုပါလားမောင်ရဟုတ်တာပေါ့မောင်ရသူကိုယ်တိုင်ရဲ့သူကိုယ်တိုင်တီးတဲ့အဖအမွေခံစိတ်တဟန်ဆိုတဲ့တေးသွားကိုမနစ်ကြပါရစေရွာသားရဲ့ငါစင်有些讲有个对吧？都。不差沙发了，该晒点地了。
မေတရဏံအညာနတ္ထိဓမ္မောမေတရဏံအညာနတ္ထိသံဃောမေတရဏံအညာနတ္ထိပါဗျာကျုပ်ကတော့အများသိကြတယ်ကြွားမဝိပါဘူးဘိသိက်တော်ပညာရှိယရဏဘုံဆရာလိုင်ကိုဆရာလိုင်ဆိုတာပိုင်နိုင်တဲ့အလုတ်စခန်းမှာဖြင့်အဟုတ်တန်းပြည့်စုံတာမို့တော့အစုံမြို့အနှံ့နေတကားပြန့်လဲနေလေအောင်မြင်းဆောင်မကြမ်းဆိုတဲ့စကားလိုအားပေးခြင်းခံရတဲ့ဘိသိက်ဆရာကိုဘိသိက်နဲ့အတိတ်နမိတ်ထွန်းတဲ့ကျုပ်တို့သဘူတီပါလက်ရတောင်ကျွန်းမှာဖြင့်ဘိသိက်သွန်လောင်းနေဆိုတာအမတမှကျက်သေးမင်္ဂလာအတိပြီးပေတာကိုဟုတ်စာရွာသားစိတ်တဟန်ဟုတ်ပါဆရာလိုင်းဟုတ်ပါခင်ဗျာဘိသိက်ဆိုတာအဘိသေကဆိုတဲ့မာဂရဘာသာကလာပါတယ်အဘိဝိသေသနာအဓိဝဇနေနသိဉ္စတိအနေနာတိအဘိတိကောအဘိဝိသေသနာအလွန်အကျူးအထူးမွန်မြတ်သောအဓိဝဇနေနကျက်သေးမင်္ဂလာတင့်တယ်စွာသောစကားဖြင့်သိဉ္စတိစိတ်နှလုံးရွှင်လန်းအောင်ပြောဆိုသွန်လောင်းတတ်ပေ၏ဣတိတသမထို့ကြောင့်ဘိတိကောဘိသိက်မြည်၏လို့ဒီလိုမဟာကဝိတွေကစာအရှိဖွဲ့ခဲ့ကြသကိုဘိသိက်မင်္ဂလာ12ပါးတဲ့လောကီမင်္ဂလာ12ပါးတဲ့ကြာဘူးနာဝါတော့ရှိကြမှာပါလေဘိသိက်မင်္ဂလာ12ပါးလောကီမင်္ဂလာ12ပါးရှိရမှာယခုပြုမဲ့မင်္ဂလာကဓာသမနဲ့ဧကဓာသမမြောက်ဖြစ်တဲ့သာမဏေယပပိစ္ဆမင်္ဂလာနဲ့ကာဏဝေဇနာမင်္ဂလာကိုအဲ့ဒီလိုအဘိသေကသွန်လောင်းရှေးမင်းကောင်းမင်းမြတ်များအစင်လာသာသနာပေါင်းတက်လှမ်းကြတယ်ရှင်သာမဏေလောင်းလျာများအားလက်ရရစ်ခွင်းငွေခယူနဲ့တပြေနုရွယ်ဝါမြေစားပါထည့်ပြီးဥထိတ်မှာသွန်းဘိသိက်ရေစင်လောင်းရတဲ့မင်္ဂလာတဲ့ဘာတဲ့တော့မင်္ဂလာဆိုတာမင်္ဂံပါပန်လူနာတိစိဏတိတိမင်္ဂလံလို့ဝိဇောဝဆနပြုတ်တုံလက်ကပါပန်မကောင်းမှုဟူသမျှတို့ကိုစိဏတိတိပဲဖြက်ခုတ်ထွင်သုတ်တင်ရှင်းလင်းဖြတ်တောက်ခြင်းပြုတတ်၏တဲ့ဣတိတသမထိုးသို့ရှင်းလင်းသုတ်တင်နိုင်သောတတ္တိကြောင့်မင်္ဂလာမြည်တယ်ကိုဟုတ်ကဲ့လားရွာသားစိတ်တွေဟမ်ဟုတ်ပါခင်ဗျာဆရာလိုင်းဒါကြောင့်အခုလိုအလှတော်မင်္ဂလာပွဲကြီးမှာဖြင့်ဘိသိက်တော်သုံးမင်္ဂလာဖြည့်ပေးရမယ်ဘိသိက်ဆရာများကလည်းမင်္ဂလာရှိဖို့လိုအပ်တယ်ကြက်သေးရှိဖို့လည်းလိုအပ်တယ်မကောင်းမှုမှသုတ်သင်ရှင်းလင်းဖို့လည်းလိုအပ်တယ်တဲ့ဟုတ်ကလားရွာသားဟုတ်တာပေါ့ဟုတ်တပါဆိုရင်မုတ်ချအမှန်အစ်စ်ကိုဆက်ကြရအောင်လားတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ဖြစ်တော်မူပြီး45ဝါအရာပြိဋိဘံဝင်ဆံတော်မူပြီးနောက်သာသနာတက္ကရာ235ခုနှစ်မြောက်အခါကိုပါရလီပုတ်ပြည်ကြီးရှင်သီရိဓမ္မသောကမင်းကြီးဆိုရင်ဖြင့်လေအာလုံးသိကြတဲ့အတိုင်းရေတွင်းပေါင်း8400ရေကန်ပေါင်း8400ကျောင်းဇေဒီပိဋကအစုံပေါင်း8400တို့ကိုသာသနာတော်အတွက်လိုလေသေးမရှိလှူဒန်းခဲ့တဲ့အဲ့ဒီလိုဓမ္မခန္ဓာပေါင်း8400အရေးအတွက်ကိုအစွဲပြုပြီးလှူဒန်းခဲ့တာဟာဖြင့်ဤကဘာမြေပြင်မှာဘယ်သူမှမတုပနိုင်တဲ့အလှကြီးပါတဲ့ဒါကြောင့်သီရိဓမ္မသောကမဟာယာဇာရေတွင်8400ရေကန်ပေါင်းက8400မှာလူတော်မူရှာစေရီပေါင်းက8400အဲ့ဒီလိုသီရိဓမ္မသောကမင်းကြီးကရှင်မဟာမောက္ကလိပုဒ္ဒတိတ်သမထေမြတ်ကြီးထံချင်းကပ်ပြီးဘုရားတပည့်တော်အပြင်သာသနာဒါယဇသာသနာအမွေခံသာသနာဒါယကခံတိုက်ပြီမဟုတ်လားဘုရားလို့မေးလျှောက်တော့ပရိသတ်တို့ကြီးမထေမြတ်ကြီးကဘလို့မိန့်တော်မူတယ်ထင်တယ်လေဩဒဂါတော်ရင်မြင့်ရှင်သင်ဤ8400အမြစီဖြစ်သောအလူဒါနတို့သည်ဒီကဘာမြေအပြည့်မဆိုထားပြီဟိုစัจ java လာမိုးကောင်းခင်အထိပင်ဖြစ်စေအောင်သာသနာဒါယဇသာသနာအမွေသာသနာဒါယကမခံတိုက်ပြီတဲ့အဲ့ဒါလိုမိန်တော်မူလိုက်ပါလေရောဗျာအလူပွဲလာသူတော်ကောင်းပရိသတ်တို့
တိရိဓမ္မသောကမင်းကြီးဘလို့ဖြစ်သွားမလဲစဉ်းစားကြည့်တွေးကြည့်အေးမထေမြတ်ကြီးဆက်ပြီးမိန့်တော်မူတာကအိုးတကားတော်ရေမြင့်ရှင်သင်သည်အကယ်ပင်သာသနာဒါယဇခံယူလိုပါကမိမိရင်၌ဖြစ်သောသားတို့အားမြတ်စွာဘုရားသာသနာတော်အတွင်ယဟန်ရှင်သာမဏေအဖြစ်သို့သွင်းချီးမြှင့်မှသာလျှင်မက်ဖို့နိဗ္ဗာန်ဒီဟုသောသာသနာအမွေကိုခံယူတော်မူထိုက်သောသာသနာအမွေခံသာသနာဒါယကဖြစ်ထိုက်ပေသည်တကားတော်အေးမတိသေးသူများလဲမှတ်သားကြဖို့ပေါ့ဗျာမတိတသိသိသလိုလိုမသိသလိုလိုသိစီအောင်များတက်ရောင်ကားများလဲမှတ်သားကြဖို့ပေါ့ဗျာဟောဒီလိုအလူတော်မင်္ဂလာပွဲကြီးမှာအလူရှင်မိဘများကလည်းသာသနာဒါယဇခံနိုင်တယ်လို့ဟောမောင်ရလောင်းလေးတွေနာတွင်တယ်ကလေးတွေကကောမနုဿတ္တဒုံလဘလူဤအဖြစ်ကိုရခဲ့ခြင်းဗုဒ္ဓဘာသာဒုံလဘမြတ်စွာဘုရားသာသနာတော်နှင့်ကြုံကြိုက်ခဲ့ခြင်းပပြင်းစီတာဒုံလဘယဟန်ရှင်သာမဏေအဖြစ်ကိုရခဲ့ခြင်းဆိုတဲ့၃ပါးသရသမ္ပတိဒုံလဘတတ္တမသာဝနာဒုံလဘဆိုတဲ့၂ပါးရခဲ့အပ်စွာသောဒုံလဘတရား၅ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မြတ်ကလေးတွေဖြစ်ပါသဗျာဖြစ်ကြပါသဗျာကိုင်ကိုင်အဲ့ဒါလောက်ဂုံမြောက်ကြီးကျယ်တဲ့မင်္ဂလာပွဲကြီးပွဲချီ